1 million နော်1 million YouTube မှာကိုယ်ဆိုင်မှုအတွက်မွေးနေ့လက်ဆောင်အဖြစ် national ချင်းလေးကို1 million campaign လေးလုပ်ထားကြတယ်နော်အဲ့ဒီ campaign လေးကိုတချို့လူတွေကဘယ်လိုပါဝင်ရမလဲဆိုတာကိုမသိကြဘူးမသိကြတဲ့သူတွေအတွက်ဘယ်လိုပါဝင်ရမလဲဆိုတာကိုအခုဗီဒီယိုလေးမှာပြောပြပေးမယ်အရင်ဦးဆုံးမိမိဖုန်းရဲ့ YouTube software ထဲကိုဝင်လိုက်ပါဝင်ပြီးပြီဆိုတာနဲ့ search bar မှာစမ်းရည်မိုးလို့ရိုက်လိုက်တာနဲ့ subscriber 104k ရှိတဲ့ channel လေးကြာလာပါလိမ့်မယ် subscriber 104k ရှိတဲ့ channel ကဒါကိုကြီးစမ်းရည်မိုးရဲ့ channel အစ်စ်ဖြစ်ပါတယ်ပြီးရင်တော့ national ဆိုတဲ့ video လေးကိုဝင်ကြည့်လိုက်ပါဝင်ကြည့်ပြီးရင်တော့ video လေးကို like လည်းလုပ်လို့ရတယ် comment လည်းရေးလို့ရပါတယ် channel လေးကို subscribe မလုပ်ရသေးတဲ့သူဆိုရင်တော့ subscribe လေးပါလုပ်သွားလို့ရပါတယ်အဓိကပြောချင်တာကတော့ video လေးကိုကြော်မပြစ်ဖဲနဲ့အစကနေအဆုံးထိကြည့်ပေးဖို့ပါပဲတနေ့ကိုဘယ်နှခါလောက်ကြည့်ရမလဲဆိုရင်တော့အားရင်အားသလိုအခောက်ရည်အတွက်များသလိုကြည့်လို့ရပါတယ်ဒါဆိုရင် national video 1 million ပြည့်ဖို့အတွက်အကိုချစ်တဲ့ fan တွေနဲ့အတူတူစူးစမ်းလိုက်ကြရအောင်နော်